အဲ့နောက်ဇနီးမောင်နှံဟာကလပ်ကိုသွားခဲ့ကြပြီးရဂျီကကလပ်ဟာအများအဖြစ်ဗလာဖြစ်နေရကိုတွေ့ပြီးတုံ့လောက်ခဲ့ရပါတယ်။ရုံကအရာရာကိုဖျက်ဆီးပစ်ခဲ့ပြီးအခွန်ဆောင်ရမယ့်အချိန်မှာနောက်တစ်ပတ်ဆိုကလပ်ပျက်စီးတော့မယ်လို့လက်လီကပြောခဲ့ပါတယ်။ဒေါသထွက်နေတဲ့ရဂျီကရုံကိုစတင်အော်ဟစ်ခဲ့ပြီးအငြင်းပွားမှုဖြစ်ပွားခဲ့ပါတယ်။ဖရန်စစ်ကရဂျီဘက်ကကောက်ွယ်ဖို့ကြိုးစားတဲ့အခါရုံကသူမကိုပါစော်ကားခဲ့ပါတယ်။ရဂျီကနောက်ဆုံးမှဆိတ်လွတ်ပြီးသူ့ညီကိုစပွဲပေါ်ပစ်ချခဲ့ပါတယ်။ညီကိုနှစ်ယောက်ကတယောက်ကိုတယောက်ရတဲ့ပစ္စည်းနဲ့ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီးသွေးထွက်တန်ယိုဖြစ်ခဲ့ကြပါတယ်။ရုံဟာထောင်ထဲမှာလေ့ကျင့်မှုတွေများခဲ့ရကြောင်းရဂျီကိုအနိုင်ယူပြီးကျမ်းပြင်ပေါ်မှာသွေးထွက်နေအောင်ချန်ထားခဲ့ပါတယ်။ဒီလိုအကြမ်းဖက်မှုအလုံးကိုမြင်ပြီးဖရန်စစ်ကယွန်းရှာသွားပြီးကလပ်ကနေထွက်ခွာသွားခဲ့ပါတယ်။မိုနီရဲ့ရုံကရဂျီကိုပွေ့ဖက်ပြီးတခါတလေသူဟာသူ့ကိုယ်သူမဟုတ်သလိုခံစားရကြောင်းရှင်းပြခဲ့ပါတယ်။နောက်တနေ့မှာရဂျီဟာဖရန်စစ်လိုက်သွားပြီးနောက်ထပ်အခွင့်အရေးပေးဖို့ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဒေါ်တွင်နစ်ပါကရဂျီအစားရုံကိုလိုက်လံထောက်လှမ်းနေပြီးဓာတ်ပုံများစွာရိုက်ကူးခဲ့ပါတယ်။ဒါပေမဲ့ရုံကပါလီမန်အမတ်မျိုးနဲ့မိတ်ဆွေဖွဲ့ပြီးသူ့ရဲ့တိုက်ခန်းကိုဖိတ်ခေါ်ခဲ့ပါတယ်။အဲဒီမှာတက်ကြီးနိုင်ငံရေးသမားတွေကိုကျေနပ်အောင်ငှားရမ်းထားတဲ့လူငယ်လေးတွေနဲ့ပါတီတွေကျင်းပခဲ့ပါတယ်။အရေးကြီးသူတွေပါဝင်လာမှဆိုလို့ရဲတွေကရုံကိုမဖမ်းနိုင်ခဲ့ပါဘူး။ဒါကြောင့်အစင်းမြင့်အရာရှိတွေကအရာရှိအားလုံးကိုဖုံးကွယ်ထားပြီးရုံကဆက်လက်လုံခြုံနေခဲ့ပါတယ်။ရဂျီကဖရန်စစ်ကို WhatsApp မှာရှိတဲ့ကလပ်တစ်ခုကိုပြသခဲ့ပြီးသူကတင့်လျော်တဲ့စီးပွားရေးသမားတဦးလိုပြန်ဖြစ်စေဖို့ဝယ်ယူလိုက်ပါတယ်။ပိုင်ရှင်ကကလပ်ရဲ့90%ကိုရှောင်ဖို့သဘောတူခဲ့ပြီးရဂျီကတန်တာကိုနောက်မှရှာနိုင်မယ်ဆိုတာသိပါတယ်။ရုံဟာရဂျီနဲ့သူ့ဆက်ဆံရေးပျက်စီးသွားမှာကိုကြောက်တဲ့အတွက်အဲ့ဒီအယောင်ဝယ်ကိုရပ်တန့်စေဖို့အတွက်ကလပ်ပိုင်ရှင်ကိုချိန်ချဖို့တက်ဒီကိုဆေလွတ်ခဲ့ပါတယ်။တက်ဒီကဘာကပစ္စည်းတွေကိုစတင်ရိုက်ခွဲတဲ့အခါပိုင်ရှင်ကအယောင်ဝယ်ကိုဖျက်သိမ်းခဲ့ပေမဲ့ရဲရီကိုပါခေါ်ခဲ့ပါတယ်။ညီကိုနှစ်ယောက်လုံးကိုငွေညှိမှုနဲ့ဆွဲချက်တင်ခံရပါတယ်။ဖရန်စစ်ကရဂျီကိုထောင်ထဲမှာသွားတွေ့တဲ့အခါသူမကသူ့ကိုအပြစ်ကင်းတယ်လို့တွေ့ရှိမှလက်ထပ်မယ်လို့ကြေညာခဲ့ပါတယ်။ရန်နှဲငယ်ကြပြီးနောက်ရိုနဲ့နိုင်ငံရေးသမားတဦးရဲ့ဓာတ်ပုံတစ်ပုံဟာသတင်းစာထဲမှာပါလာခဲ့ပြီးအစိုးရကအရာအလုံးကိုဖုံးကွယ်ဖို့အလောတကြီးလှုပ်ဆောင်ခဲ့ပါတယ်။ဒီထဲမှာညီကိုတွေကိုထောင်ကထုတ်ပေးရနဲ့အပြစ်ကင်းတဲ့စီရင်ချက်ချပေးရတွေပါဝင်ပါတယ်။ရဂျီဟာကလပ်တစ်ခုလုံးကိုရှော့ဈေးနဲ့အဲ့ဒီညမှာပဲဝယ်ယူခဲ့ပါတယ်။နစ်ပါကစုံစမ်းမှုကလပ်ထဲဝင်လာတဲ့အခါရဂျီကနစ်ပါဟာသူ့ရဲ့နိုင်ငံရေးသမားတငယ်ချင်းတွေရဲ့အမိန့်အောက်မှာရှိနေတဲ့အတွက်ဒီပညာအရာသူ့အတွက်အလုံးလုံးနေရဖြစ်ကြောင်းလောင်ပြောင်ခဲ့ပါတယ်။ညီကိုရီကနစ်ပါနဲ့ဓာတ်ပုံရိုက်ပြီးရဲကပ်တိန်စီပို့ပေးခဲ့ရာသူကနစ်ပါကိုခရင်းညီကိုရီအပေါ်စုံစမ်းနေရကိုရပ်တန့်ဖို့အမိန့်ပေးခဲ့ပါတယ်။အချိန်နှဲငယ်ကြပြီးနောက်ရဂျီနဲ့ဖရန်စစ်တို့ဟာနောက်ဆုံးမှလက်ထပ်ခဲ့ကြပါတယ်။သူမရဲ့အမိကတော့မကျေနပ်သေးပဲစာပနာပွဲလိုအနက်ရောင်ဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။မင်္ဂလာပွဲမတိုင်ခင်သူမကသမီးဖြစ်သူကိုလက်မထပ်ဖို့တိုက်တွန်းခဲ့ပေမဲ့ဖရန်စစ်ကလျစ်လျူရှုခဲ့ပါတယ်။ရုံကဖရန်စစ်ရဲ့အမေဟာမင်္ဂလာပွဲအတွင်းတချင်းမဆိုတာကိုသတိထားမိပြီးလူတိုင်းရှိမှပြောဆိုခဲ့ပါတယ်။ရဂျီကအပြစ်ကင်းစင်အောင်နေမယ်လို့ခရီးပေးခဲ့ပေမဲ့ဒါကကြကြမခံခဲ့ပါဘူး။မင်္ဂလာပွဲပြီးလို့နှစ်ပတ်အကြာမှာသူကမတန်မားတဲ့လုပ်ငန်းတွေကိုပြန်လုပ်နေခဲ့ပါပြီ။ဒီချိန်တွေကသူ့ကိုအိမ်နဲ့ဝေးကွာစေပြီးဖရန်စစ်ကတယောက်တည်းအေးရတာစိတ်ကုန်လာခဲ့ပါတယ်။သူမရဲ့ခင်မွန်ဟာတကယ်တော့ဂိုင်းစတာဖြစ်တာကိုနှစ်သက်မှန်သူမသဘောပေါက်ခဲ့ပါတယ်။ဖရန်စစ်ဟာရိုနဲ့သူ့ရဲ့မိဘနဲ့ပေါင်းဖို့ကြိုးစားခဲ့ပေမဲ့သူတို့ကဖရန်စစ်ဟာရန်ဂျီနဲ့မသင့်တော်ဘူးလို့ယူဆတဲ့အတွက်သူမလုပ်သမျှကိုဝေဖန်ခဲ့ကြပါတယ်။ပိုဆိုးတာကတော့နစ်ပါကသူမနောက်ကိုပါစတင်လိုက်နေခဲ့ပါတယ်။ဒီအရာအလုံးကိုရင်ဆိုင်ဖြည့်ရှင်းဖို့ဖရန်စစ်ဟာဇီဝတွေကိုအလွန်အကျွံတောက်သုံးခဲ့ပြီးစွမ်းလန်းသူဖြစ်လာခဲ့ပါတယ်။ဂျက်ကနောက်ထပ်အမှားတစ်ခုလုံးမိရဲ့အခါရဂျီကသူ့ကိုရိုက်နှက်ရတာကိုနှစ်သက်ခဲ့ပါတယ်။သူကဖရန်စစ်ကိုပျော်ရွှင်စေဖို့ကားတစ်စီးဝယ်ပေးခဲ့ပေမဲ့အတူတူအချိန်ဖြုံးဖို့တောင်းဆိုတဲ့အခါငင်းပယ်ခဲ့ပါတယ်။တနေ့နေ့လည်ခင်းမှာအရက်ဆိုင်မှာလက်လီကရဂျီကိုမိသားစုနဲ့အတူအနာဂတ်အတွက်စဉ်းစားသင့်ပြီးတကယ်ပဲအပြစ်ကင်းစင်အောင်နေနိုင်ဖို့ပြောခဲ့ပါတယ်။ရုံကဒီစကားကိုကြားပြီးဒေါသထွက်ကပလင်းနဲ့လက်လီကိုရိုက်ခဲ့ပြီးရှေ့နီကိုစေးရုံသို့ခေါ်ဆောင်သွားစဉ်မှာဖန်ခွက်အချုပ်ကိုလည်းပြစ်ပေါက်ခဲ့ပါတယ်။ရဂျီကသူ့ညီကိုအော်ဟစ်ဆဲဆိုခဲ့ပြီးသူစီမတောက်တာကိုသဘောပေါက်ခဲ့ရာအဲ့ဒါကြောင့်သူမတီမငြိမ်ဖြစ်နေကြောင်းရှင်းပြခဲ့ပါတယ်။အချိန်နှဲငယ်ကြာပြီးနောက်အမေရိကန်ဂိုင်းစတာကရဂျီနဲ့တီးတန့်စကားပြောပြီးရုံကိုတစ်ခုခုလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ရောဟာနိုင်ငံရေးသမားတွေနဲ့အများပြည်သူရှိမှပေါ်လာတာကအန္တရာယ်များသလိုသူကလွတ်လပ်တဲ့လက်နက်ပမာဖြစ်နေရဲ့လို့ပြောပါတယ်။သို့တော်ရဂျီကသူ့ညီကိုဆွန့်လွတ်ဖို့ညှင်းဆိုခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါဖရန်စစ်ကိုနှုတ်ဆက်တောင်မနှုတ်ဆက်ခဲ့ပါဘူး။ဒီတော့တွင်ကျော့ဟာနှိပ်စက်တဲ့ကိုင်းပြတ်သွားပြီးနောက်သူ့ဘာသာသူအလုံးလုံးဖို့ကြိုးစားနေခဲ့ပါတယ်။သူကခရင်းညီကိုတို့ရဲ့နေမြေထဲကိုဝင်ရောက်ပြီးအရေးကြီးတဲ့ကိုရောင်ပိုင်ရှင်ကိုရိုက်နှက်ခဲ့ပါတယ်။နောက်တစ်နေ့မှာကိုရောင်ပိုင်ရှင်ကရုံကိုအကာအကွယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်ရုံကသူ့အလုပ်ကိုညံ့ပြင်းစွာလုပ်သူတွေကြောင့်ဆဲဆိုပြီး
ကိုရောင်ပိုင်ရှင်ကသူ့ကိုကောင်းကောင်းပြီးချင်မယ်ဆိုရင်ဂျော့ကိုတပ်ဖို့သဘောတူခဲ့ပါတယ်။အဲဒီညမှာရွန်ဟာအရက်ဆိုင်တစ်ဆိုင်နဲ့ဝင်သွားပြီးလူတိုင်းရှိမှဂျော့ကိုခေါင်းကိုပစ်တက်ခဲ့ပါတယ်။နောက်ပိုင်းမှာအိမ်ရောက်တဲ့အခါရက်ဂျီကရွန်ကိုသူ့အမေကြားမှာဆိုလို့အော်ဟစ်လို့မရခဲ့ပါဘူး။သူကရွန်အသုံးပြုခဲ့တဲ့အဝတ်စားတွေနဲ့တနက်ကိုဖယ်ရှားဖို့တယ်ဒီကိုတိတ်တဆိတ်အမိတ်ပေးခဲ့ပါတယ်။သူကအလီကိုလည်းတက်တီအားလုံးရဲစီသွားသလားဆိုတာကိုရှောက်ဖွေခိုင်းခဲ့ပါတယ်။မထွက်ခွာခင်ရက်ဂျီကစီးပလင်းကိုချန်ထားပြီးရွန်ကိုစီးတောက်ဖို့တတိပေးဖို့ကြိုးစားခဲ့ပါတယ်။နောက်တစ်နေ့မှာဖရန်စစ်ကရွန်ကိုထောင်ထဲပို့ခိုင်းဖို့ရက်ဂျီကိုတောင်းဆိုခဲ့ပေမဲ့ရက်ဂျီကညှင်းဆိုခဲ့ပြီးဖရန်စစ်ဟာဆွဲလန်းသူဖြစ်နေပြီဆိုတာသိလိုက်ရလို့စိတ်ပြတ်ခဲ့ပါတယ်။အခုစကော့တလန်ရက်မှာနစ်ပါကိုဂျော့ရဲ့လူသတ်မှုကိုအခြေခံပြီးခရင်းနီကိုရီပေါ်တရားဝင်စုံစမ်းစစ်ဆေးမှုဖွင့်ဖို့ခွင့်ပြုချက်ပေးခဲ့ပါတယ်။ရွန်ကိုရဲစခန်းမှာလူစီရေးပြသဖို့ခွာခဲ့ပေမဲ့တပ်သေးတွေကဘသူမှဂိုင်းကိုအရန်ကြောက်ရွံ့နေတဲ့အတွက်သူ့ကိုမမှတ်မိကြောင်းထွက်ဆိုခဲ့ကြပါတယ်။ဖရန်စစ်ကတော့ဂိုင်းကသူမရဲ့အိမ်မှာပါစုယုံနေကြတဲ့အတွက်နဲ့ရက်ဂျီနဲ့အတူရှိနေချိန်မှာလမ်းပေါ်ကလူတွေကသူ့ကိုစကားမပြောချင်ကြတော့တဲ့အတွက်နေတိုင်းပို့ပြီးစိတ်ပြတ်လာခဲ့ပါတယ်။ရက်ဂျီကပြဿနာမဖြစ်အောင်တပ်သေးတွေကိုချင်းချောက်ခဲ့ကြောင်းတော့အတည်ပြုခဲ့ပါတယ်။တနေ့နေ့လည်ခင်းမှာမိုးဆရွာလာပြီးဖရန်စစ်ကသူမရဲ့ကားကိုပိတ်ဖို့အပြင်ကိုပြေးထွက်ခဲ့ပေမဲ့ရုန်းကန်နေခဲ့ရပါတယ်။ရက်ဂျီကသူမကိုမကူညီဘဲသူမဒီကားကိုသူ့ရဲ့တရားမဝင်လုပ်ရက်တွေကြောင့်သာပိုင်ဆိုင်ရဖြစ်ကြောင်းလှောင်ပြောင်ခဲ့ပါတယ်။သူကကားကိုလုံရန်ပြီးစော်ကားတဲ့အခါဖရန်စစ်ကသူ့ကိုပါးရိုက်ပြီးအထဲပြန်ဝင်သွားခဲ့ပါတယ်။ဒေါသထွက်နေတဲ့ရက်ဂျီကသူမနောက်ကိုလိုက်သွားပြီးအခန်းပတ်လည်ပြစ်ပေါက်ခဲ့ပြီးနောက်သူမကိုအနိုင်ယူရိုက်နှက်ခဲ့ပါတယ်။နောက်တစ်နေ့မှာဖရန်စစ်ဟာနောက်ဆုံးတော့အပီးပိုင်ထွက်ခွာခဲ့ပါတယ်။လွန်ကအပြင်ထွက်တဲ့လမ်းမှာသူမကိုတွေ့ပြီးခီးဆောင်အိတ်တွေနဲ့ကူညီပေးခဲ့ပါတယ်။သူကသူမသွားတာကိုပျော်ရွှင်ပေမဲ့သူ့ကိုကသူမကိုရိုက်နှက်တာကိုတော့သူတို့မိဘတွေတင်ပေးခဲ့တဲ့အတိုင်းမဟုတ်ဘူးဆိုပြီးမကြားကြောင်ပြောခဲ့ပါတယ်။ဖရန်စစ်ကသူ့ဘားကိုနမ်းပြီးကျေးဇူးတင်စကားပြောခဲ့ရာရွန်ကသူမကိုအမြဲတမ်းသဘောကျကြောင်းပြောခဲ့ပါတယ်။ရက်တပတ်အနည်းငယ်ကြာပြီးနောက်ရက်ဂျီကဖရန်စစ်ကိုသွားတွေ့ဖို့ကြိုးစားခဲ့ပေမဲ့ဖရန်ကသူ့ကိုဝင်ခွင့်မပြုခဲ့ပါဘူး။အငြင်းပွားမှုဖြစ်ပွားပြီးဖရန်စစ်ကသူရက်ဂျီနဲ့စကားကိုနားထောင်ဖို့သဘောတူခဲ့ပါတယ်။သူကပြန်လာဖို့တောင်းပန်ခဲ့ပြီးသူပြောင်းလဲသွားပြီလို့ကျိန်ဆိုခဲ့ပါတယ်။သို့တော်ဖရန်စစ်ကသူ့ကိုမယုံကြည်တော့ဘဲသူ့မိသားစုအိမ်ကိုပြန်သွားခဲ့ပါတယ်။နောက်ပိုင်းမှာဖရန်စစ်ဟာဒီငရဲကနေဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့သဘောပေါက်ပြီးကိုအဆုံးစီရင်ဖို့စီးပွားရေးအလုံးလောက်တောက်တုံခဲ့ပါတယ်။ဖရန်ကအလောင်းကိုတွေးရှိပြီးရက်ဂျီကိုခေါ်ခဲ့ရာသူကနောက်ဆုံးနှုတ်ဆက်ဖို့ပြန်လာပြီးမင်္ဂလာလက်စွပ်ကိုသူမရဲ့လက်ချောင်းမှာပြန်ဝတ်ပေးခဲ့ပါတယ်။စာပနာပွဲအတွင်းဖရန်စီရဲ့အမေကရက်ဂျီကိုသူမရဲ့သမီးတေဆုံးမှုအတွက်အပြစ်တင်ခဲ့ပါတယ်။တညမှာကလပ်မာရွန်ဟာလက်လီကိုတပ်ပစ်ဖို့ချက်ကိုငှားရမ်းခဲ့ပါတယ်။ချက်ကအရှိနေရဲ့အိမ်ကိုသွားခဲ့ပေမဲ့လက်လီကတကားဖွင့်လိုက်တဲ့အခါမြန်ပစ်ခတ်ဖို့မလုပ်နိုင်ခဲ့ပါဘူး။လက်လီကတနက်အတွင်းသူ့ကိုတိုက်ခိုက်ခဲ့ပြီးရုံးရင်းဆန်ခတ်ဖြစ်စဉ်မှာသူ့ကိုခြေထောက်မှာတနက်မှန်ခဲ့ပါတယ်။ချက်ကထွက်ပြေးဖို့ကြိုးစားပြီးလက်လီကတနက်နဲ့ပစ်ခတ်ခဲ့ပေမဲ့ချက်ကကားနဲ့ထွက်သွားခဲ့ပါပြီ။မနက်ပိုင်းမှာနစ်ပါကစီးရုံမှာရှိတဲ့လက်လီကိုတွားရောက်တွေ့ဆုံပြီးသူ့မိသားစုကိုကောက်ွယ်ပေးမယ်လို့ကတိပေးခြင်းဖြင့်စကားပြောစီခဲ့ပါတယ်။နိုင်အနေငယ်ကြပြီးနောက်ရက်ဂျီကလက်လီဟာနစ်ပါကိုအရာအလုံးပြောပြခဲ့ပြီးစာရွက်စာတမ်းတွေတောင်ပေးခဲ့ကြောင်းသူ့ရဲ့တချိုတွေကနေသိခဲ့ရပါတယ်။ရက်ဂျီကတနတ်ထုတ်ပြီးသူ့ကောင်းကိုပစ်ဖို့ကြိုးစားခဲ့ပေမဲ့ကြီးစံမပါခဲ့ပါဘူး။ချက်ကထွက်ပြေးဖို့ကြိုးစားတဲ့အခါရက်ဂျီကဓာတ်တစ်ချောင်းကိုဆွဲယူပြီးဧည့်သည်များအားလုံးရှိမှဓာတ်ကိုတီဆောင်တီအထိရဆက်ဆက်အချိန်ပေါင်းများစွာထုတ်ခဲ့ပါတယ်။လွန်ကရက်ဂျီကိုဘာလို့ဒီလိုလုပ်တာလဲလို့မေးတဲ့အခါရက်ဂျီကသူ့ညီကိုဘလောက်ပဲတက်ချင်နေပါစေမတက်နိုင်တဲ့အတွက်ဂျက်ကိုတက်ခဲ့ရဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါကိုရွန်ရဲ့အိတ်ထဲထည့်ပြီးနောက်ရက်ဂျီကထွက်သွားခဲ့ပါတယ်။အလီကသူ့နောက်ကိုလိုက်သွားပြီးသူ့လုံရဲ့အတွက်ဆဲဆိုခဲ့ပေမဲ့ရက်ဂျီကသူ့ကိုထိုးပြီးထွက်သွားခဲ့ပါတယ်။ပါတီပွဲကတက်တီအားလုံးကြောင့်ရဲတွေဟာနောက်ဆုံးမှာညီကိုတွေကိုဖမ်းဆီးဖို့လုံလောက်တဲ့တက်တီအထောက်အထားတွေရရှိခဲ့ပြီးသူတို့ရဲ့ပါလီမန်နဲ့ပတ်သက်တဲ့ဩဇာအာဏာတွေကိုလျှစ်လျူရှုနိုင်ခဲ့ပါတယ်။ဒီဖြစ်ပျက်တွေဟာခရင်းညီကိုတွေရဲ့တကယ်ဇာတ်လမ်းကိုအခြေခံထားတာပါ။ရက်ဂျီဟာထောင်ထဲမှာ33နှစ်ကြာနေခဲ့ရပြီး2000ပြည့်နှစ်မှာသူမတည်ဆုံးခင်နှစ်ပတ်အလုံးမှာလူမှုရေးအရာလွတ်ပေးခဲ့ပါတယ်။သူဟာ66နှစ်မှာကင်ဆာရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။လွန်ကတော့စိတ်မနှက်သူအဖြစ်ကြေညာခံရပြီးစိတ်ကျန်းမာရေးဆေးရုံကိုပြန်ပို့ခဲ့ရပါတယ်။သူဟာ1995ခုနှစ်မှာ62နှစ်မှာနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။